Belong to the next zone of Shimia, I don't blame Spot and more Chanagan Joso Vare. The Manet Nanayama Shimanga Sakade, Jugo Pagate Blue Boys in Pite, Manchester United in the spot in their boys in Ha, Spot in Ga. Ama United in Kotoko Visure Yagane and IUP, a Europa Lake Plaji go, Bo Soy to be Pibade, Dia Ma, Manchester United in Ha, Europa Lake. ပွဲစဉ်တွေမှာရှုံးပွဲမရှိတဲ့ Manchester United အသင်းကို Spurs အသင်းကအနိုင်ယူပြီးနှစ်ပေါင်း19နှစ်ကျော်ကြာဖလားလက်မဲ့ဖြစ်နေမှုကိုရပအဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။တတိယအကြိမ်မြောက် Europa League ဖလားလည်းရရှိခဲ့ခြင်းဖြစ်ပါတယ်။ Spurs အသင်းဟာ Manchester United အသင်းကိုအနိုင်ယူပြီး Spurs အသင်းကတော့ Europa League ဖလားကြီးကိုရယူသွားခဲ့ပါပြီ။ဒါကြောင့်ပဲလာမယ့်နှစ်မှာ Spurs အသင်းက Champions League မှာမြင်တွေ့ရတော့မှာပါ။ Manchester United အသင်းဟာထိုက်တန်တဲ့ခြေစွမ်းနဲ့ Europa League Final ပွဲမှာရှုံးနိခဲ့ပြီးအဆိုးရွားဆုံးရာတီကို Manchester အသင်းတို့ပိုင်ဆိုင်ခဲ့ပြီးဖြစ်ပါတယ်။ဒီပွဲမှာ Spurs အသင်းရဲ့တကုံးတီးသောအနိုင်ကိုကပထမအပိုင်းပြီးဆုံးဖို့40မိနစ်မှာဂျွန်စင်ကတော့ Spurs အတွက်တကုံးတီးသောအနိုင်ကိုသွင်းယူပေးခဲ့ပါတယ်။တော်တဟန် Hotspur အသင်းဟာ Europa League ဘူပွဲမှာ Manchester United အသင်းကိုအနိုင်ကစားပြီး2008ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်အဒီကဆူပလာကိုရယူသွားနိုင်ခဲ့ပါပြီ။သူတို့အသင်းအတွက်တတိယအကြိမ်မြောက် Europa League အောင်မြင်မှုလည်းဖြစ်လာခဲ့ပါတယ်။ဆွန်ဟောင်မီနဲ့လည်းစပါအသင်းနဲ့ပထမဆုံးအကြိမ်ဆူပလာရယူဆွန်ဟောင်မီကိုရီးယားသားလေးဆွန်ဟောင်မီလည်းပထမဆုံးအကြိမ်ဆူပလာရယူသွားနိုင်ခဲ့ပါပြီ။ကျွန်တော်တင်ဆက်ပေးတဲ့အကစားတီးမြတ်ကို channel တက်ခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe မိအားပေးတော့ပါအောင်လို့ကျွန်တော်ပတိုင်းခါပချင်ပါတယ်အမားများပါရင်လည်းကြိုတင်ပြီးတော့တောင်းပန်အပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမချမ်းသာကြပါစေ Thank you for watching support and more channel